အားလုံးစောင့်မျှော်နေကြတယ် quality event ကြီးပြောင်းလာတော့မှာဖြစ်ပါတယ်သူကဘယ်လိုပုံစံနဲ့လာမလဲဆိုလို့ရှိရင်ကျွန်တော်တို့ကဒီ coin လေးတွေလဲရမယ်ပေါ့နော် coin လေးတွေနဲ့ဒီ quality scan ကောင်ကိုလဲရမှာပဲဖြစ်ပါတယ်ပြီးလို့ရှိရင်ဒီကောင်က premium supply နေလဲပါမယ်ပြီးရင် diamond တွေမဟုတ်ဘဲနဲ့ aurora crystal လေးတွေနဲ့လဲလဲလို့ရတော့မှာပဲဖြစ်ပါတယ်ပြီးလို့ရှိရင်တော့ဒီ event မှာဒီ quality event မှာက angela ပါနိုင်ခြင်းအများကြီးရှိပါတယ်အဲဒါကြောင့်မလို့ကျွန်တော်နောက်က event လေးအကြောင်းကိုရှင်းပြပေးထားပါတယ်အတူတူလိုက်ကြည့်ပေးပါဒီဘက်မှာပါမယ် premium supply ကဘာလဲဆိုလို့ရှိရင်เนาะဒီ diamond 100သုံးမယ်250သုံးမယ်900သုံးမယ်ဆိုရယ် test လေးပါမယ်ပြီးရင် starlight မှာပါဝင်ထားရမယ်အဲ့ဒါဆိုရင်လည်း free ticket ရမယ်ပြီးလို့ရှိရင်เนาะ game ကိုတရက်ဝင်ထားမယ်ဆိုလို့ရှိရင်လည်း free ticket ရပါမယ်ဒီဘက်မှာပါလာမယ့် skin တွေကိုကျွန်တော်ပြပြပါမယ်ဒီမှာကတော့ alpha ပါမယ်လပုလပုပါမယ် cushion ပါမယ်ပြီးရင် angela ပါမယ်ပြီးလို့ရှိရင်เนาะ marsha ပါမယ်လို့တော့ advance server မှာပြထားပါတယ်ဒါပေမဲ့လို့ဒီ original server ရောက်လာလို့ရှိရင်တော့အပြောင်းလဲလည်းရှင်းရှိနိုင်ပါတယ် event မှာ lane နဲ့တန်းပေါက်နိုင်တဲ့ကောင်တွေကတော့ဒီ collector 9ကောင်ပါမယ်ပြီးရင် lucky box ကလည်း3ကောင်ပါပါလိမ့်မယ်ပြီးရင်တော့ special skin တွေလည်းပါမယ်ပြီးရင် common skin တွေလည်းပါပါလိမ့်မယ် iron အနေနဲ့ကတော့ဒီ skin လဲလို့ရမယ့် coin လေးတွေပါပါလိမ့်မယ် coin 9 coin ကနေပြီးတော့20 coin ထိရှိပါတယ်နောက်တစ်ခုထူးခြားတဲ့ချက်ကတော့ဒီ event တွေမှာပဲကျွန်တော်တို့ aurora crystal လေးတွေကို diamond နဲ့လဲလို့ရမှာဖြစ်ပါတယ်ပြီးရင်တော့ starlight member ကတွေပါလဲလို့ရမှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်ဒီထဲမှာပဲစမ်းပြီးတော့လဲကြည့်ရပါမယ်ဒါမှမဟုတ်69တောင်းနဲ့ကျွန်တော်ဒီဖောက်ကြည့်မယ်ပေါ့နော်120ကနေပြီးတော့မှနေရာထိပေါက်နိုင်တယ်လို့သူပြထားပြီးပါတယ်အဲ့ဒါကိုကျွန်တော်ဖောက်ကြည့်လိုက်ပါမယ်အဲ့မှာပဲကျွန်တော်120 Aurora Crystal လေးပေါက်သွားပါတယ်အဲ့ဒါနဲ့လည်းကျွန်တော်တို့လှည့်လို့ရတော့မှာပဲဖြစ်ပါတယ်ဒီကောင်ကတော့အခုလောလောဆယ်ကျွန်တော် Advanced Server မှာလာနေတဲ့ event လေးကိုပြောပြပေးထားဖြစ်ပါတယ်ကျွန်တော် Global Server လာမယ်ဆိုရင်တော့တိတ်မကြခင်လာပါလိမ့်မယ် Tendro ကိုသူ့ရဲ့လင်းရမယ့် coin လေးဘယ်လောက်ရမယ်ဆိုတာကိုကျွန်တော်ဆမ်းပြီးတော့ဖောက်ပြပေးထားပါတယ်ဒါကတော့ကျွန်တော် Diamond ရော Aurora Crystal ရောပေါင်းပြီးတော့ Tendro လှည့်ပေးလိုက်တာပဲဖြစ်ပါတယ်အဲ့ဒီမှာ coin လေးတွေရပါတယ်ပြီးရင်တော့ရှိတဲ့ skin လေးတွေပြန်ပေါက်မယ်ဆိုလို့ရှင်လည်းသူ့ရဲ့ coin လေးတွေလဲပေးပါတယ်ကျွန်တော်မှရှိရဲ့ Aurora Crystal လေးရဲ့ Diamond ရဲ့ပေါင်းပြီးလဲလိုက်တဲ့ဥစ္စာကဘာတွေရသွားလဲဆိုရင်ဒီ Tendro မှာပဲကျွန်တော် coin 100လောက်ရသွားပါတယ်ဒါဆိုလို့ရှိရင်တော့ပြန်ပြန်အနေနဲ့100ရတာမလို့ကျွန်တော်အချိန်80လောက်တော့လဲပေးရမှာဖြစ်ပါတယ်ပြီးရင်တော့အထက်ကွန်ထိုက်တန် event လည်းပြန်လာပါအောင်မယ်နောက်လဒီဇင်ဘာလထဲမှာလာမယ်လို့လည်းတင်ကြထားပါတယ်ဒီထဲမှာတော့ skin 3ခုပါလိမ့်မယ် Funny Martis နဲ့ပြီးရင်ရင်ရဲ့ skin တွေပါပါလိမ့်မယ်ဒီကောင်ကလည်းအရင်တစ်ခေါက်ကလာတယ်လို့မျိုးပဲ3ကောင်ပဲလာမှာပဲဖြစ်ပါတယ် event တွေမလာခင်မှာ skin တစ်ကောင်ကိုဘယ်လိုတက်တောင်ယူရမလဲဆိုတာလေးကိုကျွန်တော် channel ကအများအားတင်ပေးပါတယ်အဲဒါကြောင့်မလို့ကျွန်တော်ရဲ့ channel လေးကို follow လုပ်ထားခဲ့ပြီးကြပါအောင်ခင်ဗျာ